တချင်းဆိုနေတော့တိတ်ခါကြောင်ပြုမှုနေတဲ့မျိုးသားပေါ်တုံ့ပြန်တဲ့ပုံကြောင့်လူပြောများနေတဲ့မိသက်သားဆွေကပြီးခဲ့တဲ့ရက်မှာနေပွဲတစ်ခုမှတချင်းသွားဆိုနေခဲ့ရတာပါမိသက်သားဆွေဆိုရင်ပရိသတ်တွေကချစ်လို့ဝမ်ပန်းတတာနဲ့ကိုအားပေးကြတာဖြစ်ပါတယ်အားပေးတဲ့ထဲမှာကောင်းကောင်းမွန်မွန်အားပေးတဲ့သူတွေရှိသလိုမူးနေကရန်ကားကျင်တဲ့သူတွေလည်းရှိပါတယ်ပရိသတ်ဆုံးကအားပေးတာမို့ဘသူ့ကိုမှတောင်းလို့မရတဲ့အခြေအနေပါအဲ့ဒီချိန်မှာအနေငယ်တောက်ထားပုံရတဲ့မျိုးသားတအုပ်ကမိသက်သားစီကိုချင်းကပ်လာပြီးတော့တိတ်ခါကြောင်ပြုတ်မှုနေခဲ့တာပါပတ်စံစုချခြင်းလို့ဆိုပြီးစင်အောက်ကနေလမ်းပေးတဲ့အချိန်မှာမိသက်သားဆွေရဲ့လက်ကိုအတင်းဆွဲထားခဲ့တာပါလက်ကိုမလွတ်ပြီးတော့ပဲကင်ထားပြီးတော့ဟိုဘက်ရန်လိုက်ဒီဘက်ရန်လိုက်လုပ်နေတာမို့အားလုံးကစိတ်ဆိုးကုန်ကြတာဖြစ်ပါတယ်ဒီအပြုမှုကိုမိသက်သားဆွေကလည်းမကြိုက်ပါဘူးသူ့လက်ကိုမျိုးသားတယောက်ကရည်ရွယ်ချက်ရှိနဲ့လာကင်နေတာကိုသိတဲ့အတွက်အမြန်ယုံလိုက်ပါတယ်ဒါပေမဲ့တချင်းဆိုနေရင်ဖြစ်တာမို့ယုံရင်းဆန်ကမဖြစ်ရလေအောင်တချင်းအတွက်ကောင်းဖို့လုပ်တယ်ဆိုတဲ့ပုံစံနဲ့ဂျုံထွက်လာခဲ့တာပါလက်ကိုအမူအရာတွေကလုတ်ကပြလိုက်တဲ့အတွက်ကားပြဖို့လို့ဆွဲထုတ်လိုက်တဲ့အခြေအနေမျိုးဖြစ်သွားပါတယ်မိသက်သားဆွေခုလိုရှောင်းလိုက်တာကိုပရိသတ်တွေကပညာသားပါတယ်လို့ဆိုပြီးချီးကျူးနေတာပါပရိသတ်တွေဆိုတာမျိုးစုံရှိတာမို့ရှောင်းနိုင်မှတော်ရုံကြမှာပါတချို့ဆိုရင်လက်ကိုအသားယူဖို့ကင်ရင်းနဲ့စိန်ခံနေကြတာပါတချင်းဆိုဖြောပြတဲ့အချိန်မှာအစိုးရတအုပ်ကိုဒီလိုလောက်ပိုင်ခွင့်မရှိပေမဲ့မိသက်သားဆွေကိုတချို့သူတွေကနားလေကြပြီးတချို့သူတွေကတော့နားမလည်ကြပဲတရုတ်ပြက်တိတ်ခါကြအောင်လုပ်တတ်ကြတာပါပရိသတ်တွေကလည်းခုလိုလုပ်တာမျိုးကိုလုံးဝမကြိုက်တဲ့အတွက်အဆိုပါအမျိုးသားပရိသတ်ကိုအဖြစ်တင်နေတာပါဒီလိုလုပ်ချင်နေဆိုရင် KTV လိုနေရာမျိုးကိုသွားတင်တယ်လို့လည်းတိုက်တွန်းနေကြပါတယ်မိသက်သားဆွေကအဆိုတော်မဟုတ်တဲ့အတွက်ဆင်ကျင်တဲ့နေဆိုပြီးတော့လည်းပြောဆိုနေတာပါလူအများကတော့မိသက်သားဆွေကမြန်မာမျိုးသမီးပိသားစွာနေနေတာဖြစ်လို့တရုတ်ဆောင်အလုပ်တာလုပ်တာမကြိုက်ပါဘူးပြီးခဲ့တဲ့ရက်မှာမိသက်သားဆွေကတချင်းတစ်ပုတ်ထွက်ထားတာဖြစ်ပြီးရှင်မွေလာနဲ့ကိုယ်တိုင်တရုတ်ဆောင်ထားတာပါချက်ကန်းကြံခံမျိုးတရုတ်ဆောင်ထားတဲ့ပုံမှာပရိသတ်တွေကလုံးဝကိုသဘောမကျပဲဖြစ်နေတာပါတခြားသူတွေကတရုတ်ဆောင်ခိုင်းတဲ့နေဆိုပြီးတဝင်းတူနေကြတာဖြစ်ပါတယ်ပရိသတ်ကြီးအနေနဲ့ရောမိသက်သားဆွေကိုအခုလိုပြုမှုနေတဲ့ပရိသတ်ပေါ်ဘယ်လိုမြင်မိလဲဆိုတာဗီဒီယိုအောက်က comment လေးမှာရေးသွားပေးခဲ့ပါအောင်ရှင်